ညာစိတ်ထားတဲ့ပဲလေးကိုရေပြောင်ဆေးပြီးတော့ပြုတ်ပါမယ်အာလူလေးတစ်လုံးမှထည့်ပြုတ်ပါမယ်အသင်းပဲစင်ငံဆက်တောက်ရန်အတွက်အသင်းပဲနဲ့အာလူလေးကိုပြုတ်ပြီးဖြစ်ပါတယ်အသင်းပဲကိုစီမွေးသက်ရန်အတွက်ပါဝင်တဲ့ပစ္စည်းလေးတွေပါရှင်ကျက်သွန်နီကျက်သွန်ပြူဂျင်းမဆလာကရဝေးရွက်ပြင်းတော်သိမ်ရွက်စားအရသာမုံစီတို့ပါပဲထဲမှာအရသာစိတ်ဝင်အောင်လို့အတွက်စီမွေးတက်ရှင်ဖြစ်ပါတယ်ပြီးတော့မှစီမွေးတက်ထားတာကိုတုံးပါပါရှင်စီပူလာပြီဆိုတော့ကျက်သွန်လေးထည့်ပါမယ်ရှင်နည်းနည်းလေးထည့်ရပါတယ်နော်နည်းနည်းလေးစောစောမေ့သွားလို့ပါကျင်းတော်တိမ်လေးထည့်ပါမယ်ကရဝီရွက်လေးထည့်ပါမယ်ကျင်းတော်တိမ်နဲ့ကရဝေးအနံ့လေးမွေးလာတဲ့အတွက်ပဲလေးထည့်ပါမယ်နော်ရတာမုံကြီးကြော်ထားတာပါစားလေးပါပဲလေးလည်း66လေးဖြစ်လာပါပြီကျမကတော့66လေးလုပ်ပါတယ်အဲ့ဒါမှအရသာလေးကြီးပိုရှိရတာပုတ်တဲ့အခါမှာဒီဆိုရင်မဆလာလေးထည့်လိုက်ပါလိမ့်ရှင်ဒီဆိုရင်ပဲတန်လေးကကျက်သွားပါပြီရှင်အခုဆိုရင်အသင်းပဲနှက်ကလေးလည်းရသွားပြီဖြစ်ပါတယ်အားကြောင့်မလို့ရှင်ငံဆက်အသင်းပဲတုပ်ကလေးကိုတုပ်ပါတော့မယ်ရှင်ပါဝင်ပစ္စည်းတွေနဲ့အရင်ဆုံးမိတ်ဆက်ပေးပါရစေဒါလေးကတော့အပူစီနံပါရှင်များများလေးထည့်စားပါရှင်သူ့ရဲ့ဒီအတုပ်ရဲ့အဓိကအချက်ကပူစီနံများများလေးနဲ့ငရုတ်သီးဒါကတော့ငရုတ်သီးကြော်လေးပါရှင်ဒါကတော့ခေါ်ဘီလေးပါဒါကတော့စီချက်ကလေးပါမကြီးမဲ့အရေးလေးပါငရုတ်စီလေးပါဒီလျှောက်သီးလေးကတော့ရှိရင်လည်းထည့်ပါရှင်မရှိရင်လည်းမထည့်လို့ရပါတယ်တမယာသီးနဲ့ဆိုလည်းလုံလောက်ပါတယ်ရှင်ကြက်သွန်လေးလည်းပပလီထားပါတယ်
ငန်းသက်တုပ်လေးတုပ်ပါတော့မယ်ရှင်အာလူလေးလည်းပါပါတယ်စီချက်လေးထည့်ပါမယ်ရတာရှိလာတဲ့အတင်းပဲရှင်ငန်းသက်တုပ်လေးရပါပြီရှင်နောက်တစ်ပတ်ဗီဒီယိုတွေမှာလည်းဘာလို့ရတာရှိတဲ့စားရလေးတွေကိုတင်ဆက်အောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်